Technocracy ဆိုတာသိပ္ပံ၊နည်းပညာ၊စီးပွားရေးနဲ့စက်မှုလုပ်ငန်းစတဲ့နယ်ပယ်တည်တည်ကကျွမ်းကျင်ပညာရှင်တွေနိုင်ငံကိုဦးဆောင်ကြတဲ့စနစ်ဖြစ်ပါတယ်။ဒီစနစ်မှာဆိုရင်နိုင်ငံတစ်ခုလုံးနဲ့သက်ဆိုင်တဲ့အရေးကြီးတဲ့ဆုံးဖြတ်ချက်တွေချမှတ်တဲ့နေရာမှာနိုင်ငံရေးအရဆုံးဖြတ်တာထက်ပညာရေးနဲ့သက်ဆိုင်တဲ့ data အချက်အလက်တွေကိုမူတည်ပြီးဆုံးဖြတ်ကြရတာဖြစ်ပါတယ်။အစိုးရအဖွဲ့ဖွဲ့စည်းတဲ့နေရာမှာပုံမှန်ဆိုရင်တော့ရွေးကောက်ပွဲရတဲ့တစ်ဆင့်ရွေးချယ်ရတာဖြစ်ပေမဲ့ဒီစနစ်မှာတော့ရွေးကောက်ပွဲတွေမရှိဘဲပညာရှင်တွေရဲ့လှုပ်သက်အတွေ့အကြုံနဲ့အရေးချင်းပေါ်တာမူတည်ပြီးရွေးချယ်ကြရပါတယ်။နည်းပညာရှင်တွေကပါတီဆွဲဝါဒဆွဲတွေကိုပေးဖယ်ပြီးပြဿနာတစ်ခုကိုဘယ်သူကအထီးရောက်ဆုံးဖြေရှင်းနိုင်လဲဆိုတာပေါ်မူတည်ပြီးမှဒါမူဝါဒချမှတ်တာတွေတာဝန်ခွဲဝေတာတွေကိုလှုပ်ဆောင်ကြပါတယ်။ဒီစနစ်မှာအစိုးရရဲ့အောင်မြင်မှုဆိုတာပြည်သူထောက်ခံမှုနဲ့လူထုစိတ်ချမ်းမှုအပေါ်တိုင်းတာလာမဟုတ်ပဲစီးပွားရေးကိန်းဂဏန်းတွေညွှန်းကိန်းတွေနဲ့ဒါတိုင်းတာပါတယ်။ဒီလိုမျိုးနိုင်ငံရေးကိစ္စရပ်တွေကိုပေးဖယ်ပြီးသိပ္ပံနည်းကျကိန်းဂဏန်းအချက်လက်တွေနဲ့ဒါအလုပ်လုပ်ရတာကြောင့်ဆုံးဖြတ်ချက်ချရတာပြုပြင်ပြောင်းလဲရတာဟာလွယ်ကူမြန်ဆန်လွန်းတော့ပါတယ်။ဒါအပြင်နိုင်ငံရဲ့ရည်ရှိဖွံ့ဖြိုးမှုအတွက်လည်းပုံမအထောက်အကူဖြစ်စေနိုင်ပါတယ်။ဒါပေမဲ့ဒီစနစ်ကဒီမိုကရေစီနဲ့ဆန့်ကျင်နေရလို့တချို့နိုင်ငံပညာရှင်တွေကသုံးသပ်ကြပါတယ်။ဒီစနစ်မှာပြည်သူတွေကမိမိကိုအုပ်ချုပ်မဲ့အစိုးရကိုရွေးချယ်ပိုင်ခွင့်မရှိတာကြောင့်ဒီမိုကရေစီနဲ့ဆန့်ကျင်နေပြီးအာဏာရှင်ဆန်တဲ့အစိုးရတရက်ပေါ်ပေါက်လာနိုင်တယ်လို့လည်းဆိုကြပါတယ်။လူ့အခွင့်အရေးပညာရှင်တချို့ကလည်းဒီစနစ်ကလူ့အဖွဲ့အစည်းကိုစက်ရန်တရားတစ်ခုလိုသဘောထားပြီးကိန်းဂဏန်းအတိုင်းပဲဆောင်ရွက်တာကြောင့်လူမှုစနစ်ကိုထိခိုက်စေနိုင်တယ်လို့နိုင်ငံသားတွေရဲ့အခွင့်အရေးတွေကိုလည်းချိုးဖောက်မိသွားနိုင်တယ်လို့ဆိုကြပြန်ပါတယ်။ဒါပေမဲ့ဒီစနစ်ကိုထောက်ခံသူတွေကတော့သိပ္ပံနည်းကျချမှတ်လိုက်တဲ့မူဝါဒတွေဆုံးဖြတ်ချက်တွေကတခြားစနစ်တွေထက်ပုံမကောင်းမွန်တဲ့ရလဒ်တွေထွက်ပေါ်လာနိုင်တယ်လို့ဆိုပါတယ်။ဒီနေ့ခေတ်မှာတော့ technocracy စနစ်ကိုအပြည့်အဝကျင့်သုံးနိုင်တဲ့နိုင်ငံရဲ့လို့မရှိပေမဲ့အချက်အသေးကာလတွေမှာတော့ကျင့်သုံးတဲ့နိုင်ငံတွေရှိသလိုဒီစနစ်ကိုတစိမ့်ဒေတာအနေနဲ့ကျင့်သုံးကြတဲ့နိုင်ငံတွေလည်းရှိပါတယ်။ဥပမာအနေနဲ့ဥရောပငွေကြေးအကျပ်အသေးအချိန်အမြင့်ဆုံးကာလဖြစ်တဲ့2011ခုနှစ်မှာအီတလီနိုင်ငံရဲ့ဝန်ကြီးချုပ်ဖြစ်တဲ့ Silvio Berlusconi နှုတ်ထွက်သွားရပြီးနာမည်ကြီးစီးပွားရေးပညာရှင်ဖြစ်တဲ့ Mario Monti ဦးဆောင်တဲ့အစိုးရတစ်ရပ်ကိုဖွဲ့စည်းခဲ့ပါတယ်။ Mario Monti ဦးဆောင်တဲ့အစိုးရအဖွဲ့မှာတော့နိုင်ငံရေးသမားတွေမပါဘဲပညာရှင်တွေကပါဝင်ခဲ့ပြီးအီတလီရဲ့စီးပွားရေးကိုပြန်လည်ထိန်းညှိပေးနိုင်ခဲ့ပါတယ်။အလားတူပဲဂရိနိုင်ငံမှာလည်း2011ခုနှစ်နိုဝင်ဘာလမှာဝန်ကြီးချုပ် George Papandreou ကနှုတ်ထွက်ပေးလိုက်ရပြီးစီးပွားရေးပညာရှင် Lucas Papadimos ကဝန်ကြီးချုပ်အသစ်ဖြစ်လာခဲ့ပါတယ်။ Estonia နိုင်ငံမှာဆိုရင်တော့နိုင်ငံရဲ့အုပ်ချုပ်ရေးစနစ်ကို digital စနစ်အဖြစ်အပြည့်အဝပြောင်းလဲထားပြီးဒီပညာရှင်တွေကစနစ်ကိုစီမံခန့်ခွဲပါတယ်။အစိုးရရဲ့ bureaucracy ရန်တရားအတွင်းမှာလည်း technocracy ရဲ့ဝိသေသလက္ခဏာတချို့ကိုတွေ့ရှိရလေရှိပါတယ်။ဥပမာအနေနဲ့ American Federal Reserve နဲ့ ဥရောပဗဟိုဘဏ်တို့ဟာအစိုးရရဲ့နိုင်ငံလွှမ်းမိုးမှုအောက်ကကင်းလွတ်ပြီးငွေကြေးဆိုင်ရာကိစ္စရပ်တွေကိုစီးပွားရေးပညာရှင်တွေကသာဆုံးဖြတ်ကြပါတယ်။ COVID-19 ကပ်ရောဂါကာလလိုမျိုးတဘာဝကပ်ဘေးကာလတွေမှာဆိုရင်အစိုးရတွေကနိုင်ငံရေးအရာဆုံးဖြတ်ချက်တွေချမှတ်ခြင်းထက်ဆရာဝန်တွေကုသရောဂါဗေဒပညာရှင်တွေပါဝင်တဲ့ကော်မတီတွေအဖွဲ့အစည်းတွေရဲ့အကြံပြုချက်တွေအတိုင်း lockdown ချမှတ်တာတွေကာကွယ်ရေးဆိုင်ရာမူဝါဒတွေကိုချမှတ်ခဲ့ကြပါတယ်။နိုင်ငံရေးယူဆတွေမူဝါဒတွေထက်နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကိုတာဦးစားပေးတဲ့နိုင်ငံတွေမှာဆိုရင်လည်း technocracy အငွေ့အသက်အနှဲငယ်ပါတဲ့အစိုးရတွေကိုတွေ့ရှိရနိုင်ပါတယ်။ဥပမာအနေနဲ့စင်ကာပူနိုင်ငံမှာဆိုရင်အစိုးရရန်တရားထဲမှာပညာရှင်တွေပညာတတ်တွေကိုအထူးခန့်အပ်ထားပြီးနိုင်ငံရဲ့အနာဂတ်စီမံကိန်းတွေကိုကိန်းဂဏန်းတွေတူတည်တနာတွေနဲ့အချက်လက်တွေပေါ်အခြေခံပြီးစနစ်တကျရေးဆွဲပါတယ်။ technocracy ဆိုတာကိုတော့နားလည်သွားလောက်ပြီလို့ထင်ပါတယ်။ဒီလိုမျိုးပညာရှင်အုပ်ချုပ်ရေးစနစ်ဆိုတဲ့အယူအဆကြီးဘယ်ကစလာလဲဆိုတာကိုတော့တွေးမိကြမှာပါ။ဆိုတော့ဒါတို့တရားဖို့အတွက် BC 900စုနဲ့400စုကြားကာလတွေကိုပြန်သွားကြည့်ကြရအောင်ပါ။အဲ့ဒီခေတ်အခါတုန်းကရှေးခေတ်ဂရိအတွေးခေါ်ပညာရှင်တဦးဖြစ်တဲ့ပလေတိုကသူ့ရဲ့ကဏ္ဍဝင်လက်ရာတွေထဲကတစ်ခုဖြစ်တဲ့နိုင်ငံတော်ဆိုတဲ့စာအုပ်ထဲမှာနိုင်ငံရေးကိုတမောက်တော်တဦးရဲ့အသက်မွေးဝမ်းကြောင်းအသက်ပညာနဲ့နိုင်ရှင်ပြခဲ့ပါတယ်။ပလေတိုရဲ့အဆိုအရတမောက်တော်တယောက်ကလူနာကိုကုသနိုင်ဖို့အတွက်ဆေးပညာရပ်မှာကျွမ်းကျင်မှုရှိရမှာဖြစ်ပြီးနိုင်ငံရေးသမားကလည်းနိုင်ငံကိုစီမံအုပ်ချုပ်ဖို့အတွက်နိုင်ငံရေးဆိုင်ရာအသိပညာတွေကိုအပြည့်အဝတက်မြောက်ထားရမှာဖြစ်ပါတယ်။ဆိုလိုတာကနိုင်ငံရေးဆိုတာလူတိုင်းနဲ့သက်ဆိုင်ပေမဲ့နိုင်ငံရေးကိုအသက်မွေးဝမ်းကြောင်းတစ်ခုအနေနဲ့လူတိုင်းမလုပ်ကင်နိုင်ပဲနိုင်ငံရေးပညာကိုအထူးသင်ယူလေ့ကျင့်ထားတဲ့တတနပညာရှင်ဘရင်တွေကတာအုပ်ချုပ်ရေးကဏ္ဍကိုဆောင်ရွက်နိုင်မှာဖြစ်တယ်လို့ဆိုလိုတာပါ။ဒါဟာကျွမ်းကျင်သူတွေတာအုပ်ချုပ်တဲ့နယ်ဆိုတဲ့ technocracy ရဲ့အခြေခံအယူဆပဲဖြစ်ပါတယ်။အလားတူပဲအရှိတိုင်းက Confucius ဝါဒမှာလည်းလူတော်လူကောင်းများကတာစီမံအုပ်ချုပ်ရမည်ဆိုတဲ့အယူဆရှိခဲ့ပါတယ်။ဒါပေမဲ့ဒါတွေဟာဒီနှစ်ခေတ် technocracy အယူဆနဲ့တော့အလွန်ဝေးပါသေးတယ်။တဖြည်းဖြည်းနဲ့16ရာစုဝန်းကျင်ညံအလင်းပွင့်ခေတ်ကိုရောက်လာတဲ့အချိန်မှာတော့အတွေးခေါ်သစ်များစွာပေါ်ထွန်းလာခဲ့ပြီးအင်္ဂလိပ်အတွေးခေါ်ပညာရှင်တယောက်ဖြစ်တဲ့ Francis Bacon က New Athletics လို့ခေါ်တဲ့စာအုပ်ထဲမှာ technocratic utopia တခုချပြခဲ့ပါတယ်။အဲ့ဒီထဲမှာတော့ Bacon ကသိပ္ပံပညာရှင်တွေဒါနိုင်ငံရဲ့အရင်းမြစ်တွေကိုစီမံခန့်ခွဲနိုင်မှဆိုရင်လူလောကဟာပိုပြီးတာယာပဲကောင်းလိမ့်မယ်လို့ဆိုထားတာပါပဲ။အဲ့ဒီအဆိုကပဲဒီနေ့ခေတ် technocracy ရဲ့ပထမအဦးဆုံးသောနိုင်ငံရေးပုံစံဖြစ်လာခဲ့ပါတယ်။အဲ့ဒီနောက်စက်မှုတော်လှန်ရေးကြီးဖြစ်လာပြီးတဲ့နောက်မှာတော့ရှေးရိုးနိုင်ငံရေးသမားတွေထက်စက်မှုကဏ္ဍမှာကျွမ်းကျင်တဲ့ကျွမ်းကျင်ပညာရှင်တွေကဒါထိထိရောက်ရောက်ကင်တွင်နိုင်ငံဖြစ်ကြောင်းကိုသက်သေပြနိုင်ခဲ့ပါတယ်
ဒီအခြေအနေတွေကြောင့်ပဲ19ရာစုအစောပိုင်းမှာတော့ပြင်သစ်လူမျိုးအတွေးခေါ်ပညာရှင် Henri Saint Simon က Francis Bacon ရဲ့အယူအဆကိုအခြေခံပြီးမှ technocracy စနစ်ကိုချပြခဲ့ပါတယ်။ Simon ကသိပ္ပံပညာရှင်တွေ၊နည်းပညာရှင်တွေ၊အမှုပညာရှင်တွေ၊စက်မှုပညာရှင်တွေလိုထိပ်တန်းပညာတတ်လူတန်းစားတရက်ကဥဆောင်တဲ့လူမှုအသိုက်အဝန်းတစ်ခုဟာအရေးအတွေးအလိုက်ချီးမြှင့်မြောက်စားတဲ့စနစ်နဲ့တာဆိုရင်အေကန်တိုးတက်ကြီးပွားတဲ့လူမှုအသိုက်အဝန်းတစ်ခုဖြစ်လာလိမ့်မယ်လို့ဆိုထားပါတယ်။ဒါဟာဒီနေ့ခေတ် technocracy ရဲ့အနှစ်သာရပါပဲ။ဒါကြောင့်ပဲ Simon ကို technocracy ရဲ့ဖခင်ကြီးလို့တင်စားခေါ်ဝေါ်ကြလေ့ရှိပါတယ်။အဲ့ဒီလိုနဲ့နည်းပညာရှင်တွေအုပ်ချုပ်တဲ့စနစ်ဖြစ်တဲ့ technocracy ဟာနိုင်ငံရေးစနစ်တစ်ခုဖြစ်လာခဲ့ပြီးပထမကမ္ဘာစစ်လုံးကာလမှာတော့ American ပြည်ထောင်စုမှာဒီစနစ်ကို corporation ကြီးတွေပညာရှင်တွေကကျင့်သုံးနိုင်ဖို့အတွက်ကြိုးစားခဲ့ကြပါတယ်။ဒါပေမဲ့ဒုတိယကမ္ဘာစစ်ကြီးပြီးသွားတဲ့နောက်မှာတော့ technocracy ကိုနိုင်ငံရေးစနစ်တစ်ခုထက်စီမံခန့်ခွဲမှုစနစ်ပုံစံအနေနဲ့ဒါအလေးပေးသုံးစွဲလာခဲ့ကြရင်ဒီနေ့ခေတ်အခြေအနေကိုရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ဒီနေ့ကတော့ဒီလောက်ပါပဲ။ကျေးဇူးအများကြီးတင်ရှိပါတယ်။